ကျွန်တော်တို့ကိုဖိတ်သိပ်ပေးပါကျွန်တော်တို့ကိုတကိုးနဲ့ဖြည့်ပါယေရှုကငါအမှန်ကန်ဆိုသည်ကငါသွားရင်သင်တို့အတွက်အကျိုးရှိလိမ့်မယ်ငါမသွားရင်ဥပ္ပဇေဆရာသင်တို့စီကိုမလာဘူးလို့ငါသွားလို့ရှိရင်ထိုသူကသင်တို့နဲ့အတူရှိလိမ့်မယ်ယနေ့တန်ရှင်သောဝိညာဉ်တော်ဖျားကျွန်တော်နဲ့အတူရှိတဲ့အတွက်ကျွန်တော်တို့နဲ့အတူရှိတဲ့အတွက်ယေရှုကိုချီးမွမ်းပါတယ်ဝိညာဉ်တော်စကားပြောခြင်းဝိညာဉ်တော်တို့တည်ခြင်းတွေမရှိရင်ဘဝဟာအလိုလိုခံချောက်လာတာဝိညာဉ်တော်ပိတ်သိခြင်းဝိညာဉ်တော်အားဖြည့်ခြင်းတွေရှိမှဘဝဟာတကိုယ်နဲ့ပြည့်နိုင်မှာဝိညာဉ်တော်အချိန်နဲ့စကားပြောပါအချိန်တိုင်းတို့ကြည်ပါဘဝမှာဝိညာဉ်တော်ကအရေးကြီးဆုံးဝိညာဉ်တော်ပုံသွင်းတော်ပြုပါကျွန်တော်အလံပြပါဘဝမှာဝိညာဉ်တော်ကမရှိမဖြစ်ပါစကားပြောခြင်းဝိညာဉ်တော်တို့တည်ခြင်းတွေမရှိရင်ဘဝဟာအလုံးလုံးခံကြောက်လာတာဝိညာဉ်တော်ပိတ်သိခြင်းဝိညာဉ်တော်အားဖြည့်ခြင်းတွေရှိမှဘဝဟာတကိုယ်နဲ့ပြည့်နိုင်ပါချိန်နဲ့စကားပြောပါအချိန်နဲ့တို့ကြည်ပါဘဝမှာဝိညာဉ်တော်ကအရေးကြီးဆုံးဝိညာဉ်တော်ပုံသွင်းတော်ပြုပါကျွန်တော်အလံပြပါဘဝမှာဝိညာဉ်တော်ဟာမရှိမဖြစ်ဖြစ်ပါဝိညာဉ်တော်ဟာမရှိဖြစ်ပါဝိညာဉ်တော်ဟာရေးချီသောဝိညာဉ်တော်ဟာမရှိဖြစ်ပါဝိညာဉ်တော်ဟာမရှိဖြစ်ပါဝိညာဉ်တော်ဟာမရှိဖြစ်ပါဝိညာဉ်တော်ဟာရေးချီသောဝိညာဉ်တော်ဟာမရှိတော်ကအရေးကြီးဆုံးဝိညာဉ်တော်ပုံသွင်းတော်ပြုပါကျွန်တော်အလံပြပါဘဝ
ကျွန်တော်တို့ရဲ့အသက်တာထဲမှာမရှိမဖြစ်လိုအပ်သောဝိညာဉ်တော်ကယခုကျွန်တော်တို့အလင်းမှာ